ဆိုင်ကောင်းလား ခဏလေးနော် ရတယ် ဟယ်လိုဒီမှာကိုကိုကြိုက်တဲ့အပြီးကြီးလေးကို my page မှာတက်တွေ့ထားတယ်အဲ့ဒါပဲဝင်ခဲ့လိုက်မယ်နော်ကိုစားလို့ ဝယ်လိုက်တယ် ဒီတော့ငါမေးပါအောင်မယ်ဟုတ်လို့ရှိရင်နေရာနဲ့တော့ကိုနေအဆောင်မျိုးပဲနဲ့နှင်းကောင်တော့ဘာလို့မစားပေးနေရလဲ အော်အမရေချစ်ချင်းမြတ်တာဆိုတာစေတနာပဲတဲ့ဥမာပြောရမယ်ဆိုလို့ရှိရင်သူကြိုက်တဲ့အရာလေးတွေ့လို့ရှိရင်သူ့ချစ်ချင်းတတိယသွားတယ်